ဒီနေ့မှာတော့ဘိုရူတိုကသူ့ဆရာဆာစကဲနဲ့လေ့ကျင့်မှုဆရာထက်သန်နေရကြောင်းဟီနာတာကလည်းဘိုရူတိုကသူ့အဖေလိုပဲဆရာနဲ့ဆိုရင်အမြဲလေ့ကျင့်နေရဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။နယ်ယူတိုရဲ့ဆရာကကြီးမြတ်တဲ့ဂျီဝါကြီးကစာမဖြစ်ပေမဲ့အခုချိန်မှာတော့တက်ရှိထင်ရှားမရှိတော့တဲ့အတွက်ဟီနာတာကနယ်ယူတိုသူ့ဆရာနဲ့ရိုက်ထားတဲ့ပုံတွေကိုထုတ်ပြလိုက်ပါတယ်။ဆရာဆိုလဲဟုတ်မွေးစားဖခင်ဆိုလဲဟုတ်တဲ့ဂျီဝါကြီးကစာမကရဲစွမ်းတက်တီနဲ့ပြည့်စုံတဲ့သူဖြစ်တဲ့အကြောင်းပြောပြပေးလိုက်ပြီးဘိုရူတိုနဲ့ဟီမာကလည်းသူတို့အဖေရဲ့ငငယ်ပုံတွေကိုကြည့်ရင်ဟီနာတာအမြဲပြောပြလိုက်ရှိတဲ့ဦးလေးနဲကြီးရဲ့ပုံကိုပါတွေ့လိုက်ရပါတယ်။ဒါပေမဲ့ပုံတွေထဲမှာဆာစကဲကမပါတာကြောင့်ဘိုရူတိုကသူ့ဆရာငငယ်အကြောင်းကိုလည်းသိချင်တယ်လို့ပြောပေမဲ့ဟီနာတာကတော့အဲ့အချိန်ဆာစကဲရဲ့ရွာမှာမရှိပေမဲ့ငငယ်တည်းကအရန်တော်တဲ့သူဖြစ်တဲ့အကြောင်းအနည်းငယ်ပဲပြောပြလိုက်ပါတယ်ဘိုရူတိုကတော့ဆာစကဲကဓာတ်ပုံတွေကအဖိုးကြီးချက်အများကြီးပို့ပြီးလမ်းတဲ့အကြောင်းပြောရတဲ့အတွက်ဟီနာတာကတော့ဂျီဝါကြီးရဲ့ဆာမဆိုတာဆာစကဲထက်ရောဘိုရူတိုရဲ့အဖေနယ်တိုထက်ပါတန်မာတဲ့ရှင်နိုဘီတယောက်ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲဒါကြောင့်ဂျီဝါကြီးရဲ့အကြောင်းပိုသိကျင်သွားတဲ့ဘိုရူတိုကဥချီယာမီသားစုအိမ်ကိုလိုက်လာခဲ့ပြီးမြဲဆာစကဲရဲ့ရှိမနေပဲဆာရတာကတော့ဂျီဝါကြီးရဲ့ဆိုတဲ့နာမည်ကိုမိဘနဲ့ကလေးများနေရသူ့အဖေကိုခါခါချင်းငားလိုက်တဲ့ချွတ်ကျိုးသွက်နီစာအုပ်ကိုရေးတဲ့သူအဖြစ်နေစွန်နှပြကြားလိုက်ရတဲ့အကြောင်းပြောပြလိုက်ပါတယ်အဲဒါကြောင့်အဲ့ဒီစာအုပ်ကိုဖတ်ရင်ဂျီဝါကြီးရဲ့စာမအကြောင်းပိုသိနိုင်တယ်လို့အကြံပေးလိုက်ပြီးခါခါရှိဆန်ရဲ့အကြိုက်ဆုံးစာအုပ်ဖြစ်နေတဲ့အကြောင်းနဲ့အောင်မြင်တဲ့ဘဝလှုပ်ဝက်ချက်တွေကိုရေးထားလောက်တဲ့အကြောင်းစဉ်းစားမိသွားကြပါတယ်နိုင်ငံရွေးလို့ရတဲ့ VPN လေးခန်းကြည့်ပေးခြင်းဖြင့်ကျွန်တော်ဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုခြင်းပါတယ်အဲ့လိုနဲ့ချွတ်ကျိုးသွက်နီစာအုပ်ကိုရှာဖို့စာအုပ်အဟောင်းနှန်းကိုထွက်လာခဲ့ကြပြီမြဲအဲ့နားမှာတခိုးတယောက်ကိုဝိုင်းဖမ်းလိုက်တဲ့ရှင်နိုနဲ့ခီပါကိုတွေ့လိုက်ရပါတယ်အဲ့ဒါကြောင့်ချွတ်ကျိုးသွက်နီစာအုပ်အကြောင်းမေးကြည့်ကြပေမဲ့ဘာစာအုပ်လဲဆိုတာသိနေတဲ့ဆရာနှစ်ယောက်ကတော့ဖြေရခက်နေပြီးဂျီဝါကြီးဆိုတာကတတိယမြောက်ဟိုကာကဲရဲ့တပည့် Legendary Sun 3ယောက်ထဲကတယောက်ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်တခြားနှစ်ယောက်ကတော့တခင်မဆူနာတဲ့နဲ့အိုရိုချီမာရူတို့ဖြစ်ပြီးဂျီဝါကြီးကဘိုရူတိုရဲ့အဖို၄ယောက်မြောက်ဟိုကာကဲမီနာတို့နဲ့လက်ရှိ9ယောက်မြောက်ဟိုကာကဲညာရီတို့မျိုးဆက်နှစ်ခုလုံးကိုတင် जा ပေးခဲ့တာဖြစ်တဲ့အကြောင်းရှင်နိုကပြောပြလိုက်ပါတယ်အဲအကြောင်းပဲလုံးဝဂန်နဝင်ရှင်နိုဘီတယောက်အကြောင်းကိုပိုသိကျင်သွားတဲ့အကြောင်းသူ့ရဲ့စာအုပ်အကြောင်းထပ်မေးကြပေမဲ့ခီပါနဲ့ရှင်နိုကတော့အဲ့ဒါကဘိုရူတိုထင်နေလို့အောင်မြင်ပြီးလှုပ်ဝက်စာအုပ်မဟုတ်ပဲဝတ္ထုစာအုပ်တအုပ်သာဖြစ်တဲ့အကြောင်းရှော့ရွှေ့လိုက်ပါတယ်ဒါပေမဲ့အဲစကားကြောင့်ပဲဆာရတာကပါဖတ်ချင်သွားတဲ့ကြောင့်ပိုမစိုးခင်လုံးဝဖတ်လို့မရတဲ့အကြောင်းပြောလိုက်ကြပြီးအဲစာအုပ်ကိုဖတ်ဖို့အရင်ငယ်သေးရဲ့လို့ပါတတိပေးလိုက်ကြပါတယ်အဲအကြောင်းပဲဘဝမှာလုံလောက်တဲ့အသက်အရွယ်နဲ့အတွေ့အကြုံမရှိရင်နားမလည်နိုင်လောက်အောင်နှဆိုင်လုံးနဲ့စာအုပ်လို့ထင်သွားကြပြီးပိုပြီးသိကျင်သွားတဲ့ကြောင့်အင်ကြီးအဟောင်းဆိုင်ဖွင့်ထားတဲ့ချိုကြီးကိုသွားမိကြပါတယ်ဖြေရခက်နေတဲ့ချိုကြီးကကလေးတွေစိတ်မဝင်စားအောင်အဲ့ဒါကပုံမှန်အချင်းဝတ္ထုပါပဲလို့ပြောလိုက်တဲ့ကြောင့်သူသမီးကပါဖတ်ချင်သွားတဲ့အတွက်စကားလမ်းကြောင်းလွှဲတဲ့အနေနဲ့ဂျီဝါကြီးရဲ့ဆာမာကနေရီတိုကိုရာစင်ကန်ရောစစ်ခေါ်ဂျူးစုကိုပါတင်ပေးခဲ့တာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့အချိန်မှာပဲဘယ်သူမှမတော်တဲ့အဝတ်စားတွေကိုခုရဲနဲ့ဓာဝရဲတားဖကလာဝဲနေရကြောင်းချွတ်ချိုးကသူ့အဖေနဲ့ထားခဲ့လိုက်ပြီး၃ယောက်သာစာအုပ်အဟောင်းဆိုင်ကိုထွက်လာကြပါတယ်ချစ်ကျိုးသွက်နီအဖျက်ဖျက်စာအုပ်ကအတွဲ9ခုလောက်ထိရှိပေမဲ့လွန်ခဲ့တဲ့နှစ်အတော်ကြာကထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်တာကြောင့်လက်ရှိအချိန်မှာရှားပါလုံးနေရဖြစ်ပြီးကံကောင်းစွာနဲ့တအုပ်တော့ကြံနေသေးပေမဲ့ချိုကြီးကချက်ချင်းဆွဲယူလိုက်ပြီးဒီစာအုပ်ကိုဖတ်ဖို့အရန်ငယ်သေးတဲ့အကြောင်းထပ်ပြောပြလိုက်ပါတယ်အဲ့အချိန်သတင်းမှလည်းပင်လေကျမ်းမြင့်နေရနေရှေးဟောင်းအမွေနှစ်တစ်ခုရှာတွေ့တဲ့အကြောင်းကြေညာနေပေမဲ့အမှုမဲ့နေလိုက်ကြပြီးစာအုပ်ရှာမရတဲ့ဘိုရူတိုတို့ကလည်းနေရာမှာထွက်လာခဲ့လိုက်ကြပါတယ်သူစီကဆာစကဲနဲ့တွေ့တဲ့အချိန်ဂျီဝါကြီးရဲ့အကြောင်းမေးကြည့်တဲ့အခါမှာတော့နယ်ရီတိုကသူ့ဘဝအတွက်အရေးကြီးတဲ့တစုံတစ်ယောက်ကိုကာကွယ်နိုင်မှုဆိုတဲ့ရည်မှန်းချက်ပြည့်အောင်ဂျီဝါကြီးရဲ့လက်အောက်မှာတင်ယူခဲ့တာဖြစ်ပေမဲ့နယ်ရီတိုကိုနင်ဂျင်စုတွေမဟုတ်ပဲဘလို့နေထိုင်ရမလဲဆိုတာနဲ့ဘလို့နင်ညာလမ်းစဉ်ကိုရှောင်လန်းရမယ်ဆိုတာကိုပါသင်ပေးခဲ့တာကြောင့်နယ်ရီတိုအတွက်တော့ဆရာလည်းဟုတ်တယ်လို့မိဘဆိုလည်းဟုတ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့ဘိုရူတိုပြောတဲ့ချစ်ကျိုးသက်နီအဖျက်ဖျက်စာအုပ်ကိုတော့သူများတွေလိုပဲဖက်လို့မရတဲ့အကြောင်းပြောလိုက်တဲ့အတွက်ဘိုရူတိုကပူပြီးပြန်လာခဲ့လိုက်ပါတယ်သူ့အဖေငငယ်တုန်းကရောဘလို့မျိုးလဲလို့ဘိုရူတိုကမေးရတဲ့အတွက်နယ်ရီတိုကခေါင်းမပြီးသူပြောတဲ့စကားကိုဘတော်မှပြန်မရုပ်သိမ်းတာကသူ့ရဲ့နင်ညာလမ်းစဉ်ဖြစ်တဲ့အကြောင်းအမြဲပြောလို့ရှိရဲ့အပြင်ဘတော်မှအရှုံးမပေးပဲသူတန်မိုးထားတဲ့တငယ်ချင်းတွေကိုကာကွယ်ဖို့အတွက်ဆိုရင်ဘာမဆိုလုပ်တတ်ပေမဲ့ဘတော်မှရုံးမှတတ်တဲ့သူမျိုးမဟုတ်ဘူးလို့ဟီနာတာကသူ့တဘဝလုံးစောင့်ကြည့်ခဲ့တဲ့သူ့ယောက်ျားအကြောင်းပြောပြလိုက်ပါတယ်ဂျီဝါကြီးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့နယ်တွေအဲ့လိုစိတ်တွေကပုံမတန်မာလာခဲ့တာဖြစ်တဲ့အကြောင်းမှာပြောပြပေးလိုက်တဲ့ကြောင့်ကလေးတွေကလည်းသူတို့မိကနယ်တူကိုငငယ်တွေကချစ်နေခဲ့တယ်ဆိုတာကိုသိသွားခဲ့ကြပါတယ်ဒါပေမဲ့တနေ့ကုန်စူးစမ်းပြီးရှာတာတောင်ချစ်ကျိုးသွက်နီစာအုပ်ကိုရှာမတွေ့ခဲ့တဲ့အတွက်စိတ်ညစ်နေတဲ့အချိန်မှာဘိုရူတိုကတခုခုကိုသတိရသွားခဲ့ပြီးသူ့အဖေကတော့ဆရာဖြစ်သူရဲ့စာအုပ်တွေကိုတင်ဆက်လောက်မယ်လို့သူတွေးမိတဲ့အတိုင်းထွက်ခဲ့တဲ့မြအတွဲ9အုပ်လုံးရှိနေခဲ့တာဖြစ်ပါတယ်နောက်ဆုံးတော့စာအုပ်ကိုရှာတွေ့သွားပေမဲ့ဆူညံအတန်ကြောင့်ရောက်လာတဲ့ဟီနာတာကခဏလောက်ယူပတ်ကြည့်ပြီးရတဲ့ဘိုရူတိုကကလေးပဲရှိသေးတာကြောင့်ဖတ်လို့မရဘူးလို့ပြောရင်အားလုံးကိုတင်သွားခဲ့ပါတယ်အဲ့အချိန်တွေမှာပဲနေကြားဆောင်တက်တွေကနေသတင်းပို့တဲ့အတိုင်းအိုဆူဇူကီဥရာရှိကီကမီးနဲ့မီးထဲမှာရှိနေရဲဆိုတာကိုနယ်တွနဲ့ရှီကာမာရူကဆာစကဲကိုပြောပြလိုက်ပါတယ်အမီအောင်ရဲ့ချာကိုရာကိုအာယုံခံလို့မရတဲ့ဥရာရှိကီကလည်းနယ်တိုဖွက်ထားရဲဆိုတာကိုသိတဲ့အတွက်နေကြားဆောင်တက်တစ်ခုလုံးကိုရှင်းပြလိုက်ပြီးနောက်ဆုံးချက်နဲ့မီရာအီစီကဂန်ဂျူဆူချာကိုရာကိုပါတခါလဲယူသွားလိုက်ပါတယ်အဲ့အချိန်မှာပဲစကားပြောစကားအတန်တစ်ခုကိုကြားလိုက်ရတဲ့အတွက်ဥရာရှိကီကတခုခုကိုအကြံရသွားခဲ့ပြီးကိုနိုဟာကလည်းတက်ခတ်ခံရတဲ့သတင်းကိုကြားလိုက်ရတာကြောင့်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပြီဖြစ်ပါတယ်ဆာစကဲချာဂရာအခိုးခံလိုက်ရတဲ့ကြောင့်အပြေးအဝပြန်မကောင်းသေးပေမဲ့နယ်တူရဲ့ဆာစကဲပါရှိနေတဲ့ကိုနိုဟာကိုတော့ဥရာရှိကီကဓာတ်ရိုက်လာရဲမှာမဟုတ်ဘူးဆိုတာကိုသိနေကြပါတယ်ဥရာရှိကီကလည်းသူ့အကြောင်းသတင်းရသွားပြီဆိုတာကိုသိပေမဲ့စွမ်းအားကြီးတဲ့ကိုမီချာဂရာကိုရနိုင်မှုသူစုထားတဲ့ချာဂရာတွေအကုန်လုံးကိုတုံးပြီးတခုခုကြံစီနေခဲ့တာဖြစ်ပါတယ်နယ်တူတို့ကလည်းမီရာကြီးတယောက်တည်းပျောက်နေရကိုသိသွားခဲ့ကြပြီးဥရာရှိကီနဲ့မီရာကြီးကိုမိတိုင်းမိရဲမှာရှာဖို့တခြားခံရင်းတွေအကုန်လုံးကိုတာဝန်ပေးထားပေမဲ့သူ့ကိုတော့ခြံထားခဲ့တာကြောင့်မကျင်တဲ့ဘိုရူတိုကလည်းဟိုကာကဲရုံးခန်းကိုရောက်လာခဲ့ပါတယ်
လူငယ်တဲ့ဂျပန်ကနေဘရူတိုကဥရာရှိကီကိုနှစ်ထင်ထိအောင်တိုက်ခိုက်ထားတာကြောင့်အဲ့ဒါကိုအခဲမကြည့်သေးတဲ့ဥရာရှိကီရဲ့ရှေ့ကိုဘရူတိုသာရောက်သွားမယ်ဆိုရင်လုံးဝအန္တရာယ်များရဲ့အတွက်သူငငယ်တုန်းကလိုမျိုးအမိန်တွေကိုနာခံမှုတောက်ကျုံးနဲ့အတုံးသုံးညညာနယ်တို့ကဟိုကာကဲပါဝါနဲ့အမိန်ပေးလိုက်ပါတယ်အဲ့ကြောင့်ပဲ Sasuke ကသူ့တပည့်ကိုဒီအတိုင်းထားမဲ့အတူတူသူနဲ့ယာယီနှစ်ယောက်တစ်ဖွဲ့ဖြစ်တတ်မှတ်ပေးဖို့နဲ့သူနဲ့အတူရှိနေရင်လည်းဥရာရှိကီကအတင်းကရောလုံးဝမဟုတ်တဲ့အတွက်အဲ့ဒါကိုခွင့်ပြုဝေဖို့တောင်းဆိုလိုက်ပြီးရွာပြင်မထွက်ပါဘူးဆိုတဲ့ဂတိကိုလည်းပေးလိုက်ရပါတယ်အဲ့လိုနဲ့ဆရာတပည့်နှစ်ယောက်ကရွာထဲမှာပဲကင်းတဲ့တာဝန်ကျသွားခဲ့ပြီမဲ့ဘရိုတိုရဲ့အတန်းမော်တွေအားလုံးကတော့မိတိုင်းမိအကွာဝေးတစ်ခုလုံးထိစကားပြောပြီးထောက်လန်းနိုင်တဲ့ Kimina Remote Company ရဲ့စကားပြောဆက်အသစ်နဲ့နေမြေအသီးသီးကိုရှာဖွေရေးမရှင်တွားရတော့မှာဖြစ်ပါတယ်ထွက်သွားပြီးရဲ့မကြခင်မှာပဲမိနိုင်ငံရဲ့တောင်ပံချမ်းမှာအိုဆူဇူကီကိုခြေရခံပြီးရဲ့အကြောင်းသတင်းရလိုက်ကြတဲ့အတွက်အဲဘက်နဲ့အနီးဆုံးရှိကာတိုင်းတို့အဖွဲ့နဲ့ကိုနိုဟာရှင်နိုဘီတိုင်းကလည်းစတင်လှုပ်ရှားနေကြပြီဖြစ်ပါတယ်ရှိုဘတ်ထဲကိုထွက်ပြေးလာတဲ့ဥရာရှိကီကိုဂျောင်ပေပြီးဖမ်းနိုင်မှုအသင်းဆောက်နေကြတဲ့အချိန်မှာပဲကိုနိုဟာကလူတိုင်းအဲ့လိုလော်ဒကြီးနဲ့ရန်နူကိုဖမ်းနိုင်မှုထွက်သွားနေကြတဲ့အတွက် Sasuke တော့တခုခုကိုစိတ်ထဲထင်လာခဲ့ပါတယ်ဥရာရှိကီကသူခိုးယူခဲ့တဲ့ချာဂရာကိုပိုင်ရှင်အတိုင်းလိုက်သုံးနိုင်နေသူဖြစ်ပြီးမနေ့တည်းကဂန်ဂျူစုအသုံးပြုတဲ့သူစာရုပ်တုပ်ပြီးမီရာကြီးကပျောက်နေရကြောင်းနဲ့ရန်နူကသူတို့ရွာထဲမှာအင်အားနဲ့သွားအောင်ခွဲထုတ်နေရမယ် Sasuke ကရိမ့်မိသွားပါတယ်အဲ့ဒါကြောင့်အခုတွေ့ရတယ်ဆိုတဲ့ဥရာရှိကီကအတူဖြစ်နိုင်တဲ့ကြောင့်ဘရူတိုကိုပြောပြလိုက်တဲ့အတိုင်းပဲတကယ်တမ်းဥရာရှိကီလို့ထင်ပြီးလိုက်နေရရှိနိုပြီးတော့မီရာကြီးကပါဂန်ဂျူစုမိနေခဲ့ကြတာဖြစ်ပါတယ်အဲ့အချိန်ကျပါဥရာရှိကီကိုဂျောင်မိတ်နိုင်မှုအင်အားအများကြီးသုံးလိုက်မိကြကြောင်းလက်ရှိရွာမှာရှိနိုပြီးအရေးအတွက်နည်းနေပြီဆိုတာကိုသတိရသွားကြပြီးဥရာရှိကီကလေသူတို့ရဲ့အစီအစဉ်တွေအားလုံးကိုစကားပြောစကားတစ်စနားထောင်ပြီးလှည့်စားနေကြတာဖြစ်ပါတယ်အဲ့ဒါကိုရိမ့်မိသွားတဲ့ Sasuke နဲ့ Boruto ကလည်းဥရာရှိကီတဲ့အရင်ရအောင်ဟိုကာကဲရုံးခန်းကိုအပြေးသွားနေကြကြပေမဲ့ရုတ်တရက် Boruto ကရွာထဲမှာလုံခြုံရေးအားနေသွားရင်တော့သူ့အဖေနားမှာ Sasuke လို့အစွမ်းတဲ့ Shinobi ရေရှိအောင်မယ်ဆိုတာသိနေတဲ့ဥရာရှိကီကသူ့မနိုင်လောက်တဲ့တိုက်ပွဲကိုတိုက်ခိုက်မှာမဟုတ်တဲ့အကြောင်းစဉ်းစားမိသွားခဲ့ပါတယ်အဲ့ဒါနဲ့တစ်ဆက်တည်းပင်လယ်ရောက်ကရှာတွေ့ခဲ့တဲ့ရှေးအောင်ပစ္စည်းဆိုတဲ့အရာကဝှိုက်ဆဲစုတွေရှိခဲ့တဲ့ချာဂရာတစ်ပင်နားမှာတွေ့ခဲ့တဲ့အမှတ်သားနဲ့တူညီနေရဆိုတာကိုမှတ်မိသွားခဲ့ပါတယ်ဘရိုတိုထင်းတယ်လို့ပဲဥရာရှိကီကဟိုကာကဲရုံးခန်းကိုသွားတာမဟုတ်ပဲအဆောင်ချက်နေတဲ့ကိုနိုဟာရှေးအောင်သူတေသနာအခန်းကိုဖောက်ဝင်နေရဖြစ်ပြီးအဲ့ဒီဂျေးပိတ်ထားတဲ့ရှေးအောင်ပစ္စည်းဆိုတာကလည်းအိုဆူဇူကီမျိုးနဲ့ဝင်နေတာဖွင့်နိုင်တဲ့အရာဖြစ်ပါတယ်ဥရာရှိကီကဂျေးပိတ်စီကိုဖျက်ဆီးလိုက်တဲ့တပြိုင်နက်ကာရာဆူကီဆိုတဲ့စက်ပစ္စည်းလိတ်တကောက်ထွက်လာခဲ့ပြီးအဲ့ဒါကိုအတစ်လိုက်တဲ့အချိန်မှာပဲ Sasuke နဲ့ Boruto ကပါရောက်လာခဲ့ပါတယ်Sasuke ရဲ့အစွမ်းအကုန်မပြေသေးတာကိုပါသိနေရကြောင်းဥရာရှိကီကကိုမီရဲ့ချာဂရာကိုသူ့ရအောင်ယူမှဖြစ်တဲ့အကြောင်းပြောရင်အလင်းရောင်တွေကိုတိုးဝင်သွားပါတယ်အဲ့ဒါကြောင့် Sasuke နဲ့ Boruto ကပါလိုက်ဝင်သွားခဲ့ကြတဲ့အချိန်မှာတော့ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်လာကြပြီးသူတို့တွေတက်ခတ်ရင်မဲ့ Boruto နဲ့ Karasuki ကလွှင့်စင်သွားတော့မယ့်အချိန်မှာ Sasuke က Rinnegan ကိုတုံးပြီး Urashiki နဲ့နေရာချင်းပေးလိုက်ပါတယ်အလင်းရောင်တွေပျောက်သွားတဲ့အခါမှာတော့နှစ်ယောက်လုံးမြေပြင်တစ်ခုပေါ်ကိုပြုတ်ကျလာခဲ့ကြပြီး Sasuke ကလည်း Chakra ကုန်သွားပြီဖြစ်တဲ့အတွက်အနီးနားကိုလိုက်ရှာရင်မဲ့သူတို့ရွာကိုပြန်ရောက်လာခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့သူတို့ရောက်နေတဲ့ကိုနိုဟာကကြောက်တုံးမျက်နှာကြီးတွေမှာ၄ယောက်မြောက်အထိပဲရှိသေးတဲ့ကိုနိုဟာရွာရဲ့အတိတ်ကာလတစ်ခုဖြစ်နေခဲ့ပါတယ်ဒါကတော့ Boruto အပိုင်း45ဖြစ်ပြီးအပိုင်း46ကိုနောက်နေ့မှတင်ပြသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်